အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဆိုရတို့ကအပန်းဖြေဖို့ပေါ့နော်ဆိုရတို့က Happy Wall ကိုလာခဲ့ရဖြစ်ပါတယ်ဒီ Happy Wall မှာဘာတွေဆော့ကစားပြီးတော့ဘာ activity တွေလုပ်သွားမှာလဲဆိုတာလိုက်ကြည့်ပေးကြပါဦးပထမဆုံးဆိုရတို့ဒီ ATM ဆက်ထဲမှာပေါ့နော်Emerald လေးကိုထုတ်လိုက်တယ်ထုတ်ပြီးလို့ရှိရင်ဒီထဲမှာ Emerald ကိုထည့်ပြီးတော့ဒီယထာဟာတဲ့လဲမှာပေါ့နော်ဒီစီးရမဲ့ပေါ့ယထာကလောက the world longest ဖြစ်တယ်အဲ့ဒါကြောင့်ခရီးလည်းနည်းနည်းရှည်ပြောရမယ်ပေါ့နော်ဘေးနာကတော့ကျွန်တော်တို့ဒီအားလုံးသိကြတဲ့အတိုင်း Milo Crafter ပဲဖြစ်ပါတယ်ကဲစကြည့်ပါပြီပထမဆုံးပေါ့နော်ဒီပေလေကန်ခြေပုံစံမျိုးအနာလေးကိုဖြတ်ပြီးတော့စီးရမယ်အဲ့ကနေတစ်စိဒီတစ်တော်ရဲ့ကိုရောက်သွားမျိုးပေါ့နော်ဘေးနားမှာဆိုရင်ပေါ့ရေကန်လေးလေးရှိရဲအဲ့ထက်မှာတော့ငါးရည်အများကြီးရှိပါတယ်အရှိမှာဆိုရင်ရွာလေးကိုမြင်နေရပြီပေါ့နော်အဲ့ရွာလေးကနေပြီးတော့အဲ့ထဲမှာ restaurant ဘာဘူး restaurant လေးနဲ့ဘယ်လိုပြောပြီးတော့ခွေးအိမ်လေးလည်းရှိရေပေါ့နော်ဒီဟာလေးကတော့ကိုယ်တိုင်စောက်ထားရဲငါးမွေးကန်လေးပေါ့နော်အဲ့ကနေပြီးတော့သွားမယ်ဆိုရင်ဆိုတော့ happy ကစားကွေးကိုရောက်မယ်ပေါ့နော် happy ကစားကွေးနောက်ဆုံးတော့ရောက်ပါပြီ okay အရှိမဆိုရင်တော့ happy ဆိုရဲစိုင်းပုတ်လေးကိုရပြီပေါ့နော်ရောက်ပြီဒါလေးကတော့ဆိုတော့ဘယ်လိုပြောမလဲစီမဟွာပေါ့ဘယ်လိုပြောချစီချီဆက် sorry အမေဟိုတုံးလာနေတယ်တုံးအမေကတော့သုံးနှုတ်ထည့်ရမယ်ပြောထားတယ်အဲကြောင့်အမေဟုတ်ပါဘူးအမေဟုတ်တယ်ဟိုနှစ်တုံးအမေနှစ်တုံးထည့်ရမယ်ပြောထားတယ်အဲအားကြောင့်နှစ်တုံးထည့်လိုက်တယ်ပေါ့နော် okay စကြည့်ပါပြီဘာမှမလုပ်ဆို तू ကတော့အရင်ကိုစီးချင်နေပါပြီကဲအခုကတော့စကြည့်ပါပြီအဲ့ဒါစီးချင်နည်းနည်းလေးတော့မူးရပေါ့နော်မူးတယ်ပေါ့နော်Okay ဆိုဖီယာတော့မူးလို့အရင်ဆင်းလိုက်တယ်ပေါ့နော်သူကတော့နောက်ကြမှာပဲဆင်းတယ်ပြီးတော့ဆိုဖီယာတို့ကဒီ gaming set ဘေးနားမှာရှိရဲဆိုင်မုတ်ဆိုင်လေးတဲ့အေးဆိုင်လေးဘေးနားကိုသွားမှာပေါ့နော်အဲ့မှာဆိုအဲ့ပေါ်မှာဈေးလည်းရေးထားရဲပေါ့နော်ဈေးကြီးကြည့်လို့ရတယ်Okay ဆိုတော့ဒီနားမှာလည်းထိုင်ကုန်လေးရှိရဲပေါ့နော်အဲ့မှာလည်းထိုင်လို့ရရဲဆိုတော့ဒီမှာဈေးဝယ်ထားပြီပေါ့နော်ဒါကတော့ဖြတ်လိုက်တယ်ဒီမှာဆိုရင် honey ရယ် cookie ရယ်တိုးသားလေးရယ်ဝယ်ထားရယ်ဈေးလုံးလေးတွေကိုလည်းဒီမှာကြည့်လို့ရရတော့အေးဆေးပေါ့နော်အရန်လွယ်ရဝယ်ရတာအရန်လွယ်တယ်အဲ့ရယ်ဆိုင်လေးနှစ်ဆိုင်ဘေးနားမှာဟိုမှာpopcorn ဆိုင်လေးရှိရယ်ပေါ့နော်အဲ့ဆိုင်မှာလည်း popcorn လေးတွေကိုအားပေးလို့ရတယ်အဲ့ကနေပြီးတော့ gaming set မှာလည်း game ဆော့လို့ရတယ်ပေါ့နော်အဲ့ gaming set ကိုဆော့ပြီးသွားတဲ့အချိန်မှာ Surreal တို့ကဒီအတာဝါမြင့်ကြီးပေါ်ကိုတက်ပြီးတော့ခုံချမှာပေါ့နော်အတာဝါမြင့်ကြီးကတော်တော်ကိုမြင့်နေပေါ့နော်တိမ်နေနဲ့အောင်ကြော်တယ်တိမ်နေကြော်ရပေါ့နော်အဲ့ဒါကြောင့် Surreal တို့တက်တဲ့ဟာနည်းနည်းကြာသွားရဲအဲ့ဒါကို video clip နဲ့တော့ပြဖြတ်ထားပါမယ် Okay ဆိုရတော့ရောက်တော့မယ်ပေါ့နော်ကဲခုကရောက်ပြီဆိုတော့ခုံချရမယ်အောက်မှာတော့ရေကန်လေးလှုပ်ထားရဲအဲ့တော့အန်နီမရှိဘူးနည်းနည်းလွဲရင်တော့မတက်နိုင်ဘူးပေါ့နော်ဒီ oh my god ဒီအောက်လေးမှာဆိုရင်ငါးလေးရှိရဲမသိဘူးသိလားငါးလေးတွေနဲ့ရေကမာကောင်လေးတွေနဲ့အခုဗီဒီယိုကလည်းနည်းနည်းရှည်နေပြီဆိုတော့ Surreal တို့ကဒီ Happy Wall ကို Part 1 အနေနဲ့တင်ပေးမယ်နောက်ခါကျမှ Part 2 အနေနဲ့တင်ပေးမှာမလို့စောင့်ကြည့်ပေးကြပါဦး